အမိုက်ပစ်ဖို့အပြင်ခါထွက်လိုက်တဲ့အချိန်မှာပဲအိတ်ခန်းထဲမှာထူးဆန်းတဲ့လူတစ်ယောက်ကနေတာကိုမြင်လိုက်ရပါတယ်သူခိုးဝင်တာပဲလို့တွေးပြီးအိတ်ခန်းထဲကိုအပြေးလွှားသွားစစ်ကြည့်တဲ့အခါမှာတော့အဲ့ဒီလူကကြောက်စရာကောင်းလောက်အောင်ကိုရုတ်တရက်ပျောက်ကွယ်သွားခဲ့ပါပြီလီဇာတအိမ်လုံးကိုလိုက်ရှာဖို့ပြင်နေတော့မှပဲမိဖို့ချောင်းတကားကအလိုလိုဝုန်းခန်းထဲပိတ်သွားပြန်ပါတယ်ကြောင်အန်းနဲ့ရက်နေတော့မှပဲကလေးတစ်ယောက်ကအိတ်ခန်းထဲပြေးဝင်သွားတာကိုမြင်လိုက်ရပြန်ပါတယ်အရာအားလုံးကလွဲချော်နေပါပြီခုနတင်ကပဲအိမ်ထဲမှာသူစိမ့်ကြီးတစ်ယောက်ကနေတာကိုတွေးခဲ့ရတယ်လို့အခုလဲသူစိမ့်ကလေးတစ်ယောက်ကထပ်ပေါ်လာပြန်ပါပြီကြောက်စိတ်တွေမွန်နေပေမဲ့လည်းဘာဖြစ်နေတာလဲဆိုတာသိရအောင်သူမအထဲကိုဝင်ကြည့်ဖို့ဆုံးဖြတ်လိုက်ပါတယ်ဒါပေမဲ့ကလေးကပျောက်သွားပြီးကလေးစီးတဲ့မြင်းရုပ်လေးကပဲဟိုဘက်ဒီဘက်လောက်ခါနေပါတယ်အဲ့ဒီမြင်းရုပ်လေးမလုံအောင်သူမလက်နဲ့ဖိလိုက်တဲ့အချိန်မှာပဲနောက်ကတကားကအလိုလိုပြန်ပွင့်လာတာကြောင့်နောက်ကနေချက်ချင်းလိုက်သွားခဲ့ပါတယ်ကလေးဟာသူမသားရဲ့အခန်းထဲကိုပြေးဝင်သွားတာကိုတွေ့လိုက်ရပါတယ်သူမကနေမကောင်းဖြစ်နေတဲ့တားဖြစ်သူကိုအရင်ကြည့်ပြီးမှအခန်းထောင်ဆောင်အောင်လိုက်ရှာပါတယ်ဘီရိုအောက်ကနေခြေထောက်သေးသေးလေးတစ်ဖက်ထွက်နေတာကိုတွေ့လိုက်ရလို့စားပွဲပေါ်ကဘေ့စ်ဘော်တို့ကိုကောက်ကင်ပြီးဘီရိုတကားကိုဖြည်းဖြည်းချင်းဆွဲဖွင့်လိုက်ပါတယ်နောက်တစ်စက္ကန့်မှာတော့သူမလန်းဖြတ်သွားရပါတယ်ဒီလိုဖြစ်ရမျိုးကပထမဆုံးအချိန်မဟုတ်တော့ပါဘူးသူတို့အိမ်မှာဒီလိုထူးဆန်းတဲ့အဖြစ်အပျက်တွေဖြစ်နေတာကြာပါပြီအိမ်တစ်ပြောင်းလာပြီးတရက်ထဲမှာပဲဒီလိုခြောက်ချားစရာတွေထပ်ဖြစ်ပြန်တာပါသူမကခရစ်ယာန်ဘုန်းတော်ကြီးတစ်ပါးကိုပင်ပြီးစစ်ဆေးခိုင်းပေမဲ့ခင်မုန်းဖြစ်သူအလောက်ကပြန်လာတဲ့အခါမှာတော့ဘုန်းတော်ကြီးကိုအတင်းနဲ့လွတ်လိုက်ပါတယ်ဖြစ်သမျှအကြောင်းစုံကိုခင်မုန်းကိုပြောပြပေမဲ့သူကတော့အယုံကြည်မရှိပါဘူးသူကဘာသာမဲ့တယောက်ဖြစ်တယ်လို့ဘာကိုမှလည်းမယုံတဲ့သူပါသူမရဲ့တန်တရားစိတ်တွေကိုမခံနိုင်လို့သာအခုလိုအိမ်ပြောင်းဖို့သဘောတူခဲ့တာပါဇနီးမောင်နှံနှစ်ဦးအခြေတင်စကားများတော့မဲ့အချိန်မှာပဲရောက်ခမဖြစ်သူကသူမလဲအဲ့ဒီຢာတွေကိုမြင်ခဲ့ရတယ်လို့ဝင်ပြောပါတယ်အခုလိုထူးဆန်းတာတွေဖြစ်နေရတာဟာတတိမင့်မျောနေတဲ့မြေဖြစ်သူကြောင့်လို့သူမကဆိုပါတယ်